လူကြီးမင်းတို့ကစီရန်ကွေ့လိုက်တဲ့အကူလိုကြိတ်တံမျိုးတွေပေးနေပြီလားဒီကားလေးကတော့ Suzuki Carry R9 နဲ့ဒါစီရန်ကန်ဘောတော့ကျွေပြီးတော့ကြိတ်တံပေးနေတဲ့ပုံစံလေးဖြစ်ပါတယ်ဒီကားလေးဆိုရင်စီရန်ကန်နေတော်တော်ဆိုးတာမဟုတ်ပါဘူး short exhaust တွေကအစတော်တော်ဆိုးလေးပါစပရင်ကွိုင်းနေအစအောက်တွေရောအပေါ်တွေရောထပ်ပိုင်းကျိုးနေတဲ့ပုံစံလေးဖြစ်ပါတယ်အကောင်သေးပေမဲ့ကျွန်တော်တို့ရှော့ဘားတွေမရတဲ့အခါမှာစပရင်ကွိုင်းလေးလည်းဒါမခံနိုင်ပဲနဲ့အကုန်လုံးကျိုးရတဲ့အနေအထားလေးဖြစ်ပါတယ်ဒါရှော့ဘားဆိုရင်လုံးဝအကြတွေမှာလုံးဝမထိန်တော့တဲ့အနေအထားအဲဒါကြောင့်ဒါစပရင်ကွိုင်းတွေထပ်ပိုင်းတွေအကုန်ကျိုးရတာဖြစ်ပါတယ်ကျွန်တော်ရှေ့ဗီဒီယိုဖိုင်တွေမှာလည်းပြောခဲ့ပူပါတယ်စပရင်ကွိုင်းတွေကျိုးတဲ့အခါမှာအခုလိုအဖျားပဲစပရင်ကွိုင်းတွေကျိုးတာများပါတယ်ခါးနဲ့ထပ်ပိုင်းကျိုးခဲ့ပါတယ်ရှော့ဘားတဲ့ကတွေရှော့ဘားဘော်ဒိုင်နေရာအစအကုန်လုံးဒါပြတ်ဆက်ထွက်နေတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျခုနဘောတော့ကျွေနေတဲ့စီရန်ကန်ကိုတော့ကျွန်တော်အစ်စ်လဲမယ် short exhaust ကိုအစ်စ်လဲမယ်စပရင်ကွန်အစ်စ်လဲပေးဖြစ်ပါတယ်ခင်ဗျာဒါကတော့ Suzuki Carry R9 နဲ့က short bar ပုံစံစပရင်ပုံစံလေးဖြစ်ပါတယ်အားလုံးလဲဘဟုတ္တရရရှိလို့နေကောင်းချမ်းမှာအန်ရီကင်းလို့လဲဘေးရှင်းကြပါစေကျွန်တော်အကောင့်လေးကိုလည်း like and follow လုပ်ပြီးတော့အားပေးလို့ရပါတယ်ခင်ဗျာ